ပေးတဲ့များအားလုံးပဲမင်္ဂလာပါရှင်မြန်မာအော်ဒီယိုကို channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဖတ်ပြမယ်အကြောင်းလေးကတော့သုဝဏတာမဇတ်တော်အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်သုဝဏတာမဇတ်တော်သည်ဂေါရမမြတ်စွာဘုရားဟောကြားတော်မူသောဇတ်ကြီးဆယ်ပွဲတွင်တတိယဇတ်တော်ဖြစ်၍မူရင်းပါဠိတော်၌ကာရပေါင်း125ကာရဖြင့်ဖွဲ့ဆိုထားလေသည်မြတ်စွာဘုရားသည်တာဝိထိပြည်စေတဝန်ကျောင်းတော်တွင်တည်င်းသုံးနေတော်မူကာဒီနေ့တ၌မိဘကိုလှုပ်ကြွေးသောယဟန်အားအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသည်ထိုယဟန်ကတာဝိထိပြည်၌18ကလေးကျဲဝသောတထေးမျိုးမှတယောက်တည်းသောသားဖြစ်၏တထေးသားသည်ယဟန်ပြုလိုလာသဖြင့်အမိအဖတို့အားမရတောင်းပန်၍ယဟန်ပြုသောမိခင်ဖခင်တို့သည်အထီးကျန်ဖြစ်ကာစင်းရဲလေကုန်သဖြင့်ယဟန်ဘဝနှင့်ပင်မိဘတို့အားလှုပ်ကြွေးလျက်နေလေသည်ရင်တို့နေသည်ကိုလူတို့တတာ၍လှူသောပစ္စည်းဖြင့်လူတို့အားပေးကမ်းကျွေးမွေးကြောင်းဖြင့်ယဟန်တို့ကကဲ့ရဲ့ကဖျားသခင်အားလျှောက်ကြားရလေရာမြတ်စွာဘုရားကယဟန်၏အာချုပ်ပြုမှုသည်ကောင်းစွာဟုတာဓု၃ကြိမ်ခေါ်ပြီးနောက်ချစ်သာတင်သည်ငါဘုရား၏တွားသောခရီး၌တည်သောသူပေတည်းငါဖျားသည်လည်းရှေးသောအခါကအကျင့်ကိုကျင့်ရင်အမိအဖတို့ကိုလှုပ်ကြွေးပူ၏ဟုဆိုကာယဟန်တို့တောင်းပန်သဖြင့်သုဝဏတာမဇတ်တော်ကိုဟောကြားတော်မူခဲ့ပါသည်ထိုဇတ်တော်ကြီးကိုဘာကြီးတော်ဖရာလက်ထက်တက္ကရီ1188ခုနေုံလားပြည့်ကျော်ရှိရနေတွင်စာရေးတော်ကြီးမောင်သာတောင်းပန်သဖြင့်မင်းမှုမျိုးရန်ကုန်တိုက်ကျောင်းတွင်စာပေပို့ချနေသောရန်ကုန်ဆရာတော်ဤတပည့်ပညာတိခမထေသည်ပါဠိတော်မှမြန်မာသို့အနက်ပြန်၍ပြုစုတော်မူခဲ့ပါသည်သုဝဏတာမဇတ်တော်ကဤသို့ဒီရှေးလွန်လင်းပြီးသောအခါဘာယာနတိပြည်အနီး၌နေတာတကားမခေါ်ရွာတရားတွင်တငါသေးကြီးတယောက်ရှိပါသည်ထိုရွာ၏တစ်ဖက်ကမ်းတွင်လည်းတငါသေးကြီးတဦးရှိလေရာထိုသူနှစ်ဦးတို့သည်မိတ်ဆွေဖြစ်ကြသည့်အလျောက်မိမိတို့၏သားနှင့်သမီးတို့ကိုလက်ထက်ချိန်များရန်ဂတိထားကြလေသည်တယောက်သောအမျိုးသားအိမ်၌ဒုက္ခလတတုသားကိုဖွားမြင်၍တယောက်သောအမျိုးသမီးအိမ်၌ပါရိကာတတုသမီးကိုဖွားမြင်ခဲ့ပါသည်ထိုသူတို့အရွယ်ရောက်လာသောအခါဂတိရှိသည့်အတိုင်းထိန်းညာပေးကြပါသည်တို့ရာတွင်ဒုက္ခလနှင့်ပါရိကာတို့သည်ပြမပြည်မှလာသည်ဖြစ်၍အိမ်ကြောင်မှုကိုမနှင့်တကြသောကြောင့်နှစ်ဦးသားတိုင်ပင်၍တောထွက်ကြလေသည်သူတို့သည်ဟိမဝနာတော်မိခသမရမြစ်သို့စံတက်သွားကြသောတရားမင်းဖန်ဆင်းသောကျောင်းသင်ခန်းကိုတွေ့၍ပျော်မွေ့စွာယတိပြုကာနေကြလေသည်တနေ့တ၌တရားမင်းသည်ဒုက္ခလပါရိကာတို့အနယင်ဖြစ်လက်တန်သည်ကိုမြင်၍အလုတ်အကျွေးဖြစ်မိသားသမီးရစေရန်ရွာသူတို့အမှုကိုပြုရန်တိုက်တွန်းခဲ့ပါသည်ထိုအခါဒုက္ခလကညင်းပယ်သဖြင့်ပါရိကာ၏ချက်ကိုလက်ဖြင့်သုံးသက်ရန်တောင်းပန်ပြီးနောက်တာဝရိန္ဒာသို့ပြန်လေသည်ထိုနောက်သောရွှေအစင်းရှိသည့်သုဝဏတာမမည်သောသားတော်တစ်ပါးကိုဖွားမြင်ခဲ့လေသည်သားငယ်သည်အရွယ်ရောက်လက်သောတနေ့တ၌ဒုက္ခလနှင့်ပါရိကာတို့သည်တတိရှာသွားစဉ်မိုးရွာသဖြင့်တောင်ပို့ထက်၌ခိုနားနေကြတောင်ပို့၌နေသောမွေသည်နှကောင်းလေဖြင့်မှုတ်သောကြောင့်အစိတ်တင်၍ရသေးနှစ်ပါးစလုံးမျက်စိကွယ်လေသည်သားဖြစ်သူသုဝဏတာမသည်မိဘတို့ပြန်ချိန်၌မပြန်လာသဖြင့်လိုက်ပါသွားလေရာမိဘတို့မျက်စိကွယ်ကြောင်းသိရ၍မိမိကလှုပ်ကြွေးပြုစုပါမည်အကြောင်းပြောပြကခေါ်ဆောင်လာခဲ့ပါသည်ထိုနည်းမှစ၍သုဝဏတာမသည်တောထဲတွင်တတိများရှာဖွေ၍၎င်းမြစ်မှရေကိုခတ်ယူ၍၎င်းမိဘတို့အားလှုပ်ကြွေးပြုစုလေသည်ထိုအခါဘာယာနတိပြည်၌ပိဏိယခမင်းသည်မင်းပြုလေ၏ထိုမင်းသည်တမင်သားကိုနှစ်သက်သဖြင့်မေတော်ကိုထင်းနှံအခါတောသို့သွား၍တမင်များကိုပြစ်ခတ်စားတောင်းနေသည်
တနေ့တနိုင်သူဝနာတာမသည်ဇင်ပါသောတမင်များနှင့်အတူမျက်စိတ်သို့ရေခတ်လာ၏ထိုအခါပိရိယခမင်းကြီးသည်တမင်များကိုပြစ်ခတ်ရန်စောင့်ဆိုင်နေစဉ်တမင်များကိုတွေ့မြင်လေသည်ထိုအခါမင်းကြီးသည်သူဝနာတာမကိုရှေ့ကမမြင်ဘူးသဖြင့်တောအတွင်း၌လူလောနှက်လောနဂါလောဟုသိလိုသောကြောင့်မြားဖြင့်ပြစ်လိုက်လေသည်သူဝနာတာမသည်မြားမှန်လေသောမိမိအားအဘယ်သူသည်မြားဖြင့်ပြစ်ပြီးသည်ဟုချိုသာစွာမိတမ်းရာမင်းကြီးသည်အနီးသို့ကပ်၍မိမိသည်ကာသည်ဂရိမင်းဖြစ်ကြောင်းပြောပြ၍သူဝနာတာမအကြောင်းကိုလည်းမေးမြန်းလေသည်သူဝနာတာမသည်မိမိမှာမျက်မမြင်မိဘနှစ်ပါးကိုပြုစုလှုပ်ကြွေးနေသူဖြစ်၍ရေခက်ရန်လာကြောင်းများကိုပြောပြသောအခါမင်းကြီးသည်သူတော်ကောင်းကိုပြစ်ခတ်မိပြီဟုစိတ်မကောင်းဖြစ်ကာသူဝနာတာမ၏မိဘများကိုမိမိပင်လှုပ်ကြွေးရပါမည်ဟုဂတိပေးပြီးလျင်သူဝနာတာမမိန်မောသည်ကိုတေပြီးချင်မှတ်၍ဒုက္ကုလပါရိကာတို့ထံအလုတ်အကျွေးပြုရန်ထွက်သွားလေသည်ဒုက္ကုလနှင့်ပါရိကာတို့သည်ခြေတန်းကြားသည်နှင့်ပင်မိမိတို့သာသူဝနာတာမမဟုတ်မှန်သိရှိကမေးလေသောပိလိယခမင်းကအကြောင်းစုံကိုပြန်၍ပြောပြသည်ထိုအခါဒုက္ကုလနှင့်ပါလိကာတို့သည်မိမိတို့သားရှိရသောမင်းကြီးအားလိုက်ဖို့စီခဲ့ပါသည်ယတိနှစ်ပါးသည်သူဝနာတာမမိန်မောနေရသို့ရောက်သောအခါတစ္ဆာမှတပါကိုးကွယ်ရမရှိဟုစိတ်ညစ်လျက်မိန်မောနေသောသူဝနာတာမ၏ကောင်းကြီးခြေရင်တို့၌ထိုင်၍သူဝနာတာမသည်ရှေ့၌ကုသိုလ်ကောင်းမှုကိုပြုခြင်းကောင်းသောအကျင့်ကိုကျင့်ခြင်းဟုတ်မှန်သောစကားကိုဆိုခြင်းမိဘတို့ကိုလှုပ်ကြွေးခြင်းအမိအဖတို့ကိုယုံသေးခြင်းမိမိတို့သည်သူဝနာတာမအားအသက်ထက်ချစ်ခြင်းမိမိတို့သည်အမှတ်မထင်သောကောင်းမှုရှိခြင်းစသောမှန်သောအကြောင်းများဖြင့်သစ္စာပြုလေသည်ထိုသစ္စာစကားများကြောင့်သူဝနာတာမသည်မြားစိတ်ပျောက်စေတည်းဟုမိခင်ဖခင်တို့တလှည့်စီသစ္စာပြုကြလင်သည်ရှေးဘဝကမိခင်တော်ခဲ့ဘူးသောဘဟုတုန္ဒရနရီနှစ်သမီးကလည်းသူဝနာတာမအသက်ရှင်စေရန်အတွက်သစ္စာပြုလာသည်ထိုအခါသစ္စာ၏အာနုဘောကြောင့်သူဝနာတာမသည်မြားစိတ်ပြောက်ကင်းယုံမကမဲတော်ခမဲတော်တို့လည်းမျက်စိအလင်းပြန်၍ရကြသဖြင့်အားလုံးဝမ်းမြောက်ဝမ်းသာဖြစ်ကြလေသည်ထို့နောက်သူဝနာတာမသည်ပိလိယခမင်းကြီးအားတရားဟောကြား၍ပိလိယခမင်းလည်းဘာယာနတိပြည်သို့ပြန်ပြီးကောင်းမှုများကိုပြုကာအသက်ထက်ဆုံးနေလေသည်ဆက်ပေါင်းသောသူဝနာတာမသည်မြတ်စွာဘုရားပိလိယခမင်းကြီးသည်ညီတော်အာနန္ဒထေဘဟုတုန္ဒရီနတ်သမီးသည်ဥပ္ပလဝေါထေယီတကြားမင်းသည်အနုရုဒ္ဓထေဒုက္ကုလသည်တတိယမဟာတဝကမဟာကတ္တပထေပါရိကာသည်ဗတ္တရကပိလာနိထေယီဖြစ်လာလေသည်တရားကျော်ဤအစုံ၌ပရိသတ်ပေါင်းများစွာတို့လည်းအကျွတ်တရားရကြလေသည်ဤသူဝနာတာမစတော်၌မိဘကိုလှုပ်ကြွေးသောယဟန်အားအဓိကထား၍မြတ်စွာဘုရားဟောကြားတော်မူသည်ဖြစ်တော်လေသစ္စာပါရမီထက်မှတ်မှုကိုလည်းပြဆိုထားခြင်းဖြစ်ပါသည်